လူစီနဲ့ကျွန်တော်လက်ထပ်ထားပေမဲ့10နှစ်နာရီမှတယောက်နဲ့တယောက်တွေ့ခွင့်ရတယ်ကျွန်တော်တို့ရဲ့အတူရှိနေချိန်ကအရန်တူတောင်းလုံးတော့နှစ်ယောက်စလုံးစကားမပြောနိုင်ကြဘူးတယောက်နဲ့တယောက်မျက်လုံးချင်းစုံကြည့်ုံပဲတက်နိုင်တယ်အချိန်ပြည့်တာနဲ့အေယာမငှက်ကြီးတစ်ကောင်ကပြန်ဝဲလာပြီးကျွန်တော်တို့ရဲ့ပြန်လဲစုံစည်းမှုပြီးဆုံးသွားပြီလို့အချက်ပြတယ်ကျွန်တော်တို့ခြေထောက်အောက်ကလက်ရန်တွေကကျွန်တော်တို့လာခဲ့တဲ့နေရာကိုပြန်ခေါ်သွားလိမ့်မယ်လူစီရဲ့မျက်လုံးထဲကနာကျင်မှုနဲ့မလိုလားမှုတွေကိုကျွန်တော်မြင်နိုင်တယ်ဒါနဲ့သူမကိုဆွဲခေါ်ဖို့မျောလင်းချက်နဲ့တန်ကြိုးတစ်ချောင်းသူမစီပစ်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲဆွဲတန်ကြိုးကနောက်ဆုံးတော့ပြတ်သွားတယ်ကျွန်တော်ရဲ့အေးဆက်တဲ့အခန်းလေးကိုပြန်ပို့ခံရတယ်စိတ်ပြက်လက်ပြက်နဲ့ကော်ပြားတစ်ချောင်းကိုဆွဲယူပြီးခြေချင်းဝတ်ကချီနှောင်ထားတဲ့ကြိုးတွေကိုဖွင့်ဖို့ကြိုးစားတယ်အဲ့ဒီအချိန်မှာထင်းချုံမှုရန်ရာကတကယ်ဘလို့အလုပ်လုပ်လဲဆိုတာနောက်ဆုံးတော့ကျွန်တော်သဘောပေါက်သွားတယ်ကျွန်တော်ချက်ချင်းပဲဘောပင်တစ်ချောင်းကိုကောက်ယူပြီးအရေးကြီးတဲ့တဲလွန်စကိုရေးမှတ်ပြီးစက်ကူကိုလေရင်အဖြစ်ခောက်ပြီးလွှင့်ပစ်လိုက်တယ်လူစီကစက်ကူလေရင်ကိုကောက်ယူပြီးကျွန်တော်ပေးပို့ခြင်းတဲ့ကိုနားလည်သွားတယ်ခဏတာတိုးဆုပ်နေပြီးနောက်သူမသွားတွေကိုကြိတ်လိုက်ပြီးမခံမရနိုင်တဲ့ဝေဒနာကိုခံနိုင်ရရှိအောင်ရင်ဘတ်ထဲကစွမ်းရင်ကြောက်တုံးကိုဆွဲထုတ်လိုက်တယ်နောက်တစ်စက္ကန့်မှာသူမရဲ့ခန္ဓာကိုယ်တောင့်တင်းသွားတယ်ကြောက်တုံးကမြေပြင်ပေါ်ပြုတ်ကျပြီးဂီယာလွှာတွေကိုဖျက်ကျော်ကကျွန်တော်အခန်းထဲကိုပြုတ်ကျသွားတယ်ကျွန်တော်ဇနီးကိုနောက်ဆုံးတော့ကဲတင်နိုင်လိမ့်မယ်လို့တွေးပြီးစိတ်လှုပ်ရှားစွာကောက်ယူလိုက်တယ်ဒါပေမဲ့သူမမလုံးမရှက်လဲလျောင်းနေတာကိုမြင်တော့အပြစ်ရှိစိတ်နဲ့နောက်တစိတ်တွေကကျွန်တော်ပေါ်စီးကျလာတယ်ဒါပေမဲ့စွမ်းရင်ကြောက်တုံးကိုခြေထောက်ပေးမှထားလိုက်တယ်ချီနှောင်မှုတွေချက်ချင်းပွင့်သွားတယ်လူစီကိုရှာဖို့ထွက်လာတော့ဂီယာတွေမရေမတွက်နိုင်အောင်ပိတ်ဆို့နေတာကိုတွေးလိုက်ပေမဲ့လက်မလျှော့ခဲ့ဘူးအခွင့်ရေးရတိုင်းဂီယာနှစ်ခုကြားကကွက်လက်တွေကိုဖျက်ပြီးရန်ရရဲ့ပုံစံကိုလေ့လာနေခဲ့တယ်နောက်ဆုံးတော့တစ်သားနယ်ရန်တစ်ခုကိုဖျက်ကျော်ပြီးသူမစီရောက်သွားတယ်။နာရီ10နာရီထိုးတဲ့အထိတိတ်လေးစောင့်နေတဲ့လူစီကိုလက်ရန်တစ်လျှောက်တဲဆောင်သွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်အေယာမငှက်ကြီးပေါ်စီးပြီးအချိန်ကိုက်ပြီးစွန့်ရင်ကြောက်တုံးကိုသူမရဲ့ရင်ဘတ်ထဲပြန်ထည့်လိုက်တယ်။သူမချက်ချင်းအသက်ပြန်ဝင်လာပြီးကျွန်တော်တို့တင်းတင်းကြပ်ကြပ်ဖတ်ထားကြတယ်။သူမရဲ့ခြေချင်းဝင်းမှာပိတ်မိနေတဲ့ကြိုးကိုကျွန်တော်အားကုန်သုံးပြီးဖြုတ်လိုက်တယ်ပြီးတော့အေယာမငှက်ကြီးကကျွန်တော်တို့ကိုအခန်းထဲပြန်ခေါ်သွားတယ်။နာရီက10နှစ်နာရီထပ်ထိုးတဲ့အခါအံပွဲမှုတစ်ခုဖြစ်ပျက်ခဲ့တယ်ကျွန်တော်အေယာမငှက်ပေါ်တက်ပြီးလူစီကိုခေါ်သွားပြီးကျွန်တော်တို့အတူတူထွက်ပြေးခဲ့ကြတယ်နောက်ဆုံးတော့ကျွန်တော်တို့ကြောက်စရာကောင်းတဲ့ကြိုးတွေကနေလွတ်မြောက်ပြီးကျမဝနဲ့ဘယ်တော့မှမနေရတော့ဘူး